နောက်ထပ်မိကုန်းတစ်ခုစလိုက်ရအောင်မိကုန်းနံပါတ်8သိန်း30တန်မိကုန်းလူတယောက်ဘယ်ချိန်မှာဘလို့တရားနဲ့ကြွတန်းဝင်ပြီဆိုတာကိုဧကန်သိတဲ့စက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသနည်းလူတယောက်ဘယ်ချိန်မှာဘလို့တရားနဲ့ကြွတန်းဝင်မယ်လို့ဧကန်သိတဲ့စက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသနည်းစဉ်းစားပါအချိန်အကန့်အသတ်မရှိပေးပါတယ်စဉ်းစားပြီးတော့မှအေးဆေးဆေးဆုံးဖြတ်ပါပရိသတ်များကလည်းအနောက်ရှက်မဖြစ်စေလိုပါမိကွန်းတစ်ခေါက်ထပ်ဖတ်ပြပါမယ်လူတယောက်ဘယ်ချိန်မှာဘလို့တရားဖြင့်ကြွတန်းဝင်ပြီကိုဧကန်သိသောစက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသနည်းတပည့်အချိန်ယူအောင်မလားစဉ်းစားမယ်ဆိုပြောအားမနာနဲ့သိန်း30တန်မိကွန်းအဖြေမှန်လို့ရှိရင်သိန်း30ရမယ်ရှေ့မိကွန်းနှစ်ခုကိုလည်းဆက်ဖြေခွင့်ရမယ်အဖြေမှန်ရင်တော့တပြားမှမရဘူးကိုစောစောကဘောနက်စုငွေ18သိန်းရယ်အခြေခံစုငွေ10သိန်းရယ်ဖျားဖို့ခီးစဉ်နှစ်ယောက်အခမဲ့ဒေါ်နာဝင်းအဖွဲ့အချင်းပြင်းတဲ့စုရယ်မနာဘာသာကြီးကိုရီးယားဆရာတော်ရဲ့ပညာတက္ကသိုလ်ပညာသင်စုရယ်ဒါတွေရမယ်ဘုံစဉ်းစားဖို့အတွက်နောက်ထပ်10မိနစ်ထပ်ပြီးတော့ပေးမယ်တခြားကြည့်ပြီးတော့စဉ်းစားပါနောက်ရှက်မဖြစ်စီလိုပါသမီးကအကယ်၍ဒီမေကွန်းကိုဆက်ဖြေပဲလို့ရွေးချယ်ထားမယ်ဆိုရင် bonus ဘုံတို့ထပ်ပြီးတော့လောက်ပေးမယ်9သိန်းထပ်ပြီးတော့ထပ်ဆောင်ပေးပါမယ်ခုန4သိန်းအခု9သိန်းထပ်ပြီးတော့ပါပါမယ်ဒီချာစဉ်းစားပါအယောစားကြီးတယ်ယောစားကြီးတယ်ဆက်ဖြေမယ်ဆိုရင်တော့ရတဲ့အင်အားရယ်နောက်တော့ထပ်ရမယ့်ဟာတွေကများတယ်အကယ်၍မဖြေဖြေလိုက်လို့မှားသွားရင်လည်းပဲရထားတာတွေကပလုံမယ်ဆိုတော့ရွေးချယ်ရလဲခက်ပါတယ်ဒါပေမဲ့သမီးတို့ဒီဘုဒ္ဓဝင်ကိုအများကြီးကြေထားတဲ့လူတွေအတွက်ခက်ခဲမရှိနိုင်ဘူးလို့ဘုန်းတော်ကယုံကြည်ပါတယ်ဆက်လဲဆက်ဖြေစေချင်ပါတယ်ဆက်ဖြေရင်တော့အများကြီးခွင့်ရတဲ့ဆက်ရှိမှာပေါ့နော်သမီးဆက်ဖြေမယ်ဆိုအဖြေ၄မျိုးပြနော်သမီးရွေးဖို့ခွင့်ရရှိတယ်ဆက်ဖြေမှပြလို့ရမှာသမီးမဖြေခင်မှာအခုဘုန်းကြီးတို့တုဒ္ဒဆောင်လင်ဘုဒ္ဓဖြစ်စုပူဇော်ပွဲကြီးပထမဆုရှင် Play of Day ရက်နေမလားဆက်ဖြေမလားအစီအစဉ်ကိုအားပေးနေတဲ့တနိုင်ငံလုံးက live ကြည့်ရှုနေတဲ့ပရိသတ်တွေလည်းပဲပထမဆုရှင်တို့တီးခြားဆုချခြင်းနဲ့ဆိုလို့ရှိရင်ဘုန်းကြီးတို့ live မှာတုဒ္ဒဆောင်လင်ဘုဒ္ဓအဖွဲ့ဘဟုဆိုတဲ့ MMQR ကုတ်ကိုတင်ပေးထားစေလိုပါတယ်တင်ပေးထားတဲ့ QR ကုတ်မှာပထမဆုရှင်တို့ဆုတီးခြားချနိုင်ပါတယ်အခုသမီးတို့စုငွေကျပ်3သိန်းကိုပထမဆုရှင်တို့ဒေသရှင်မြစ်ချစ်တက်ကနေပြီးတော့3သိန်းကျပ်ချီးမြှင့်ပါတယ်ဒီတဲ့ဆုချခြင်းနဲ့ရှိလို့ရှိနေပြောပါနော်လက်ခံပေးပါမယ်သမီး Play or Stay ပြီးပါပြီဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာဒီတော့သမီးအဖြေလေးမျိုးကြည့်ရအောင် A မန္တစက္ခု B ညာနာစက္ခု C ဒိဗ္ဗစက္ခုနဲ့ D ဗုဒ္ဓစက္ခုလူတယောက်ဘယ်အချိန်မှာဘလို့တရားဖြင့်ကြွတန်းဝင်မည်ကိုဧကန်သိတဲ့စက္ခုအမျိုးအစားသည်မြည်သည့်စက္ခုဖြစ်ပါသနည်းသမီးစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီသမီးအဖြေရွေးပေးပါလို့မေတ္တာရက်ခံပါတယ်ဒီဗုဒ္ဓစက္ခုပါဖေဟာဒီဗုဒ္ဓစက္ခုအဖြေပြောင်းအောင်မလားပြောင်းတော့ပါဘူးဖေဟာသိန်း30တန်မေကုန်းဒီမှာဗုဒ္ဓစက္ခုဆိုတဲ့အဓိပ္ပာယ်ကိုသမီးဘယ်လိုလေ့လာထားရလဲမှတ်မိလားဒါဆိုတော့ဒါကဒီပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ပ
ပြိနေပန်စံတော်မယ်ဆိုရင်မြတ်စွာဘုရားအရှင်ကတက္ကေတပုံနာကြီးတို့ပြိနေပန်စံတော်မှာကိုမြတ်စွာဘုရားရှင်ကဗုဒ္ဓစကုညင်တော်နဲ့တည်ရတဲ့ကြောင့်တရားတော်ဟောဒီလိုမပတာရပါဗျာ ဘုန်းကြီးရဲ့မေတော်ကြီးပြိတ္တထဲမှာအားပေးနေတယ်နော် ဒီမှာ တိရရှင်ဝတ္တာဘုန်းကြီးတက်တက်ပဲ45နှစ်ရှိပြီစွငွေသမီးတို့တသိန်းချီးမြှင့်ပါတယ်ဒီမေကုန်းမှန်တယ်မှားတယ်အဖြေကအမှန်ဖြစ်သွားတယ်အမှားဖြစ်သွားတယ်တော့ဘုံဘုံအာမမခံနိုင်ဘူး ဒီမှာ သမီးအဖြေပြောင်းခြင်းလို့ရှိရင်တော့ဘုံဘုံခွင့်ပြုပေးမယ်A မတ္တစက္ခု B ညာဏစက္ခု D ဒေဝစက္ခုနဲ့ D ဗုဒ္ဓစက္ခုသမီးကအဖြေမှန်ဗုဒ္ဓစက္ခုလို့ယူထားတယ်ယုံကြည်ရင်ဆွဲကင်ထားမယ်မယုံကြည်ရင်ပြောင်းခွင့်ရှိတယ်ပြောင်းမလားသမီးယုံကြည်ချက်ဖြည့်တယ်ဆိုလို့ရှိရင်ကင်ထားလိုက်မယုံဆိုရင်ပြောင်းလို့ရတယ် ပြောင်းတော့ပါဗျာ ပြောင်းတော့ဘူး D ဗုဒ္ဓစက္ခုသမီးရဲ့အဖြေကိုမှတ်ပေးပါ D ဗုဒ္ဓစက္ခုဒီဗုဒ္ဓစက္ခု30တန်မေကွန်းအဖြေမှားလို့ရှိရင်တော့ဘုန်းကြီးတို့ဒီနေရာမှာရက်နားရမယ့်အစီအစဉ်ဖြစ်ပါတယ်။ဥဇေယဓမ္မိုးတန်တာပင်လုံဒီဇယ်ပတ်နော်ဇယ်လုပ်ငန်းကနေပြီးတော့စွငွေ3သိန်းကျပ်ချီးမြှင့်ပါတယ်။ဇေယရွှေမေဆရာတော်အရှင်ဝါတထတကုံစိတ်ကန်း88ရပ်ကွက်ဇေယရွှေမေမောဂုတ်ဝိပဿနာဓမ္မဣတာကစွငွေ3သိန်းကျပ်ပရိသတ်တွေကလည်းပဲဒီလိုဖြေထားတယ်အကယ်၍မှားသွားလို့ရှိရင်အဲ့ဒီပရိသတ်တွေတရားခံဆိုတာ record ဖန်ထားပေးပါပုဂ္ဂလိကန်းကောက်တစ်ထောင်ဆရာတော်ကနေပြီးတော့ဥဒိတကစွငွေ3သိန်းကျပ်ချီးမြှင့်ပါတယ်သမီးစွငွေမှားသည်ဖြစ်စေမှန်သည်ဖြစ်စေဒါတော်ဇောတိကကိုအမှုထားပြီးတော့ရဟန္တာကဥမ္မန်စိန်ရဟန်းမဒေါခင်စပယ်မိသားစုကကော့တောင်းကနေပြီးတော့စွငွေ10သိန်းချီးမြှင့်ပါတယ်ဒေါက်တာဇောတိကဘုန်းကြီးတို့အဖွဲ့ရဲ့တွဲဘက်တွင်မှုဆရာတော်ကလည်းပဲစွငွေ10သိန်းထပ်ပြီးတော့ချီးမြှင့်ပါဦးမယ်အပူစွငွေ30ပေါင်းပေးပါစွငွေဘယ်လောက်ရှိပြီလဲဒီတော့လည်းအဖြစ်စစ်ပါမယ် တင်ပါဗျာသမီးလေးကအဖြေကိုဒီဗုဒ္ဓစက္ခုလို့ယုံကြည်စွာနဲ့ဖြေဆိုလိုက်ပါပြီစုချင်းငွေချက်30တန်မေကွန်းရဲ့အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာ ဒီမှာ ဘုရားစက္ခုမှာဒီညံတော်ဘဏ္ဍပါရှင်နဲ့လေ့လာမို့လား ဒီမှာ ဘဏ္ဍပါရှင်လဲ နှစ်ပါးပါဗျာ ဟောဘာတွေလဲပြပြလို့ရမလား အာသယာနုတယဉာဏ်နဲ့အိန္ဒြိယပရောပရိယတဉာဏ်ဖြစ်ပါဗျာ သမီးတို့ကမေကွန်ရှိမဆက်ခင်ဖုံဖုံကိုယ်တိုင်ဘောနက်9သိန်းပေးမယ်အဲ့ဒီညံနှစ်ပါးရဲ့အတိတ်ပဲကိုဆက်ဖြည့်နိုင်ရင်9သိန်းထပ်ရအာတယနုတယဉာဏ်ကဘာအတိတ်ပဲလဲအိန္ဒြိယပရောပရိယတိဉာဏ်ရောဘာအတိတ်ပဲလဲဒါခုနက play of state နဲ့မဆိုင်ဘူးနော် ဒီမှာ အိန္ဒြိယပရောပရိယတိကဒုတိယ အင်္ဂရိရင်ကြံမတင်ချက်ကိုသိရပါဗျာ 2သိန်းခွဲရပြီအာတယနုတယကရောရပြီတပည့်အရှိစဉ်းစားမနေနဲ့ပြင်ပန်းတယ် ဒီမှာ နော်အဲ့လောက်သိလို့ရှိရင်ဘုံဘုံတို့ကျင်တတ်တယ်ဒီတော့မေကွန်းနံပါတ်9သိန်း60တန်မေကွန်းသမီးအဆင်ပြေမလားနားကျင်သေးလား မနာတော့ပါဗျာ ပြင်ပန်းနေလား ရပါဗျာ ရတယ်နော် ရပါဗျာ မြတ်စွာဘုရားရှင်သည်ယနေ့အချိန်ထိတတ်တော်ထင်ရှားရှိနေ၍ကျွန်ုပ်တို့ဟောဒီအခမ်းအနားမှာဖူးတွေ့ခွင့်ရှိနေကြအောင်မယ်ဆိုလျင်မြတ်စွာဘုရားရှင်ရဲ့တတ်တော်ညီမြရှိ၍နေပါမည်နီသိန်း60တန်မေကွန်းစဉ်းစားသိန်း60တန်မေကွန်း
မြတ်စွာဘုရားရှင်သည်ယနေ့အချိန်ထိတတ်တော်ထင်ရှားရှိနေ၍ဟောဒီမြို့သားဆက်ရောက်ရန်ကုန်ကြီးထဲမှာဖူးတွေ့ခွင့်ရနေအောင်မယ်ဆိုလျင်မြတ်စွာဘုရားရှင်ရဲ့တတ်တော်မြည်မြရှိနေပါမည်နီသမီးဣကြပြီသမီးတို့နားနေဖို့ရမ်းပင်ပန်းနေတယ်နော်အဲ့ဒီမိကုံးလေးကိုနားထဲသွင်းပြီးတော့ဟိုဘက်ခုံလေးမှာခဏ10မိနစ်လောက်အနာပေးလိုက်နော်ရမ်းပင်ပန်းနေတယ်ကလေးကိုနားဖို့အတွက်မပိတ်နဲ့ရတယ်ခဏလေးကလေးကိုအနာပေးလိုက်ပါနော်ရမ်းပင်ပန်းနေတယ်စိတ်ဖြစ်စီမှုလည်းအရင်များနေတယ်ရေလေးတက်အနာလေးပေးနော်နဲတယ်များတယ်မဟုတ်ပါဘူးစုတွေတော်တော်တိုးလာပါပြီတမင်မေကုန်းလေးပြန်ပြီးတော့စလိုက်မယ်အားလုံးသောပရိသတ်တွေလည်းစိတ်ဝင်စားနေတယ်မြတ်စွာဘုရားရှင်သည်ယနေ့အချိန်ထိတတ်တော်ထင်ရှားရှိ၍နေသည်ကိုကျွန်ုပ်တို့အားလုံးဖူးတွေ့ခွင့်ရရှိနေအောင်မယ်ဆိုလျင်ဒီကနေ့အချိန်ထိနော်ဒီကနေ့အချိန်ထိနော်ဘုရားရှင်ရဲ့တတ်တော်မြည်မြရှိ၍နေမည်နီတမီးဆက်ဖြေမလားရက်နေမလား ဆက်ပြေပါမယ်ဗျာ 360မေကွန် တင်မ သမီးဆက်ဖြေမယ်လို့ရွေးပြီးပြီဆိုလို့ရှိရင်တော့နောက်ပြန်လှည့်လို့မရဘူးအသက်ကိုဝအောင်ရှူဂုံတူးအိမ်ကိုပိုင်ထတန်းချောင်းကနေပြီးတော့သမီးမအိကြပြူအတွက်ဂုံပြုစုငွေ9သိန်းကျပ်ချီးမြှင့်ပါတယ်အဖွင့်တော့ online ကနေပြီးတော့ Facebook ကနေကြည့်နေတဲ့ပုံကိုယ်တွေပါ TTC ကဆရာမကြီးနဲ့ကျောင်းသားများကိုလည်းပဲစိတ်ရှိလက်ရှိကြည့်ပြီးနေလို့ကျေးဇူးအများကြီးတင်ပါတယ်မိကုန်းနောက်တစ်ဆင့်ပဲကြံပါတော့တယ်စုငွေ360အချိန်မဆိုင်မဲနဲ့ပြိတ္တိအဖြေလေးကြည့်လိုက်ကြရအောင် A 2649နှစ် B 2549နှစ် C 2569 D 2614နှစ်သမီးတို့စဉ်းစားချိန်စက္ကန့်30စတင်ပါပြီအဖြေမှန်ရွေးလို့ရပါပြီ A 2649ပါဗျာ A 2649အဖြေပြောင်းမလား မပြောင်းတော့ပါဘူးဗျာ ဒီမိကုန်းပြီးနောက်တစ်ဆင့်မှကျွန်တော်တယ် တင်ပါ ဒီနေရာမှာချွတ်ချော်သွားပြီဆိုလို့ရှိရင်တော့သမီးတို့စိတ်မကောင်းစရာပဲဒါပေမဲ့ကြည့်ချွနေတဲ့ပြည်သက်တွေချင်းမြင့်တဲ့စုံငွေက350နီးပါးရနေပြီသမီးအကြဖြူ340ရနေပြီကိုအောင်ထက်မတ်နီလာညွန့်တီတိတနာပိဋကစာပေတက်ကလည်းပဲပိဋကစာပေနဲ့သင်္ကန်းတက်ကလည်းပဲစုံငွေ3သိန်းကျပ်ချင်းမြင့်ပါတယ်သမီးမောတော့မသိဘူးဘုန်းကြီးမေကုန်းမေးရတဲ့ဆရာတော်တွေတော်တော်မောနေတော့ပဲအဖြေမှတ်ပေးပါသမီးကိုတစ်ခုလောက်မေးနေတာကအဲ့ဒီမေကုန်းအဖြေကိုရအောင်သမီးဘယ်လိုတွက်တယ်လဲ မဆာဗျာရှင်ဘိနေဘန်12ခုနှစ်ကခရစ်တော်မပေါ်မီ944ခုနှစ်ပါဗျာအခုကခရစ်နှစ်2025ပါဗျာအဲ့နှစ်ခုကိုပေါင်းလိုက်တယ်ပြီးတော့မဆာဗျာရှင်ကတတ်တော်80မှာကွန်တော်နဲ့တဲ့ကြောင့်အဲ့ဒီ3ခုကိုထပ်ဆင့်ပေါင်းလိုက်တာပါဗျာ အလုံးပေါင်းတော့2649ပါဗျာ သမီးအဖြေသိကြပြီနော် A 2649ယုံကြည်ရင်ဆွဲကင်ထားလိုက်ဒီကအမကြီးအမေဇန်ကတော့ဖြေကြိုသိမလားမသိဘူးသူကလက်ခုပ်တော်တော်တီးတယ်သမီးသူ့ကိုယုံလို့ရှိရင်တော့မရွှေ့နဲ့တော့ပေါ့သမီးအဖြေ A 2649အတီးပြုပြီနော် ဒီလိုပါဗျာ ဆရာမကြီးဒေါက်တာတွယ်ဦး TTC ကျောင်းအုပ်ကြီးကနေပြီးတော့သမီးအတွက်ရန်ကုန်တိုင်းဂုံဆောင်စုငွေကျ9သိန်းချီးမြှင့်ပါတယ်ဆရာမကြီးကလန်ကင်းစုချတာကျန်တဲ့စင်းတွေဘုန်းကြီးတို့မှတ်ထားတယ်နော်အဖြေ A လို့ရွေးထားပါတယ်2649ဖြေမစစ်လို့ရပါပြီ
သမီးလေးကဒီမေကွန်းရဲ့အဖြေကို A 2649လို့ဖြေဆိုထားပါတယ်ဝင်နာစုရှင်ရဲ့စုချင်းငွေ360တန်မေကွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာသမီးဣကြဗျူစုငွေ360ထိအပေါ်မပါသေးဘူးနော်စုငွေဒီမှာဆို45သိန်းနီးပါးရနေပြီသိန်း100နီးပါးဒီတကသိန်း120မေကွန်းမကြည့်သေးဘဲနဲ့သမီးဆက်ဖြေမလားရက်နေမလားမေကွန်းပြီးမေကွန်းပြမှာဒါအတီးပြတာမဟုတ်ဘူးနမူနာမေးတာဆက်ဖြေခြင်းလားလှည့်ပြန်ခြင်းလား ဆက်ပြပါမယ်ဗျာ ဆက်ဖြေခြင်းနဲ့လက်ခုပ်လေးတီးပြီးတော့အပေးစီလို့ပါတယ်စိတ်ကလေးကိုအေးအေးထားအချို့မေးခွန်းတွေကလွယ်မယောင်နဲ့ခတ်တယ်လို့အချို့မေးခွန်းတွေကခတ်မယောင်နဲ့လွယ်ပါတယ်ကိုလိုင်ထွန်းဦးမတ်စုရင်မွန်တာမောင်ဖြိုးတေစာလင်း You Like Book Store ကနေပြီးတော့စုတော်ဝင်9သိန်းကျပ်ထပ်ဆောင်ခြင်းမြင်ပါတယ်သမီးတို့အပေါ်စု350ရှိသွားပြီ bonus ကဘယ်လောက်လဲဘယ်လိုဒီခန္ဓာသမီးစုရသွားပြီဆိုလို့ရှိရင်တော့ TDC ဖွဲ့ရဲ့ထပ်ပြီးတော့ကွန်ပျူတာဖွဲ့ရအစဉ်သင့်သမီးကိုစောင့်နေသေးတယ်နော်ရလဲရသေးချင်းမေကွန်းစပြီးတော့ပြပါမယ်မြတ်စွာဘုရားရှင်သည်ဝေတာလီပြည်တွင်ရှိသည့်အခါယဟန်တို့တတိရှိလျက်စင်ကျင်လျက်နေရ၏လို့ယဟန်ငယ်တွေကိုကိလေသာစိတ်မျိုးသိပ်ထားနိုင်စေရန်မှားကြားချက်သည်မိသည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသနည်းသမီးဒီမိကုန်းကိုတွေ့ပြီဟုတ်ပြီနော်သမီးစဉ်းစားပါအေးစစ်စဉ်းစားပါ320မိကုန်းဆက်ဖြေမလားရက်နေမလား ဆက်ပြပါမယ်ဗျာ အဖြေ၄မျိုးရသော်ဘုရားရှင်သည်ဝေသာလီပြည်တွင်ရှိစဉ်အခါယဟန်တို့တတိရှိလျက်ဆင်ကျင်လျက်နေရာဤလို့ယဟန်ငယ်တို့အားကိလေသာစိတ်မျိုးသိပ်ထားနိုင်စေရန်မှားကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသနည်း A တာလာဝရီပြည့်တစား B အမ္ဘပါဠိပြည့်တစား C တိတိမာပြည့်တစား D ဝိမလာပြည့်တစားသမီးစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီသမီးအဖြေရွေးပြပါမယ်ဒီအမ္ဘပါဠိပြည်တန်ဆာမပါဗျာ B အမ္ဘပါဠိပြည့်တစား ဒီမှာဗျာ ဖြေပြောင်းမလား မပြောင်းတော့ပါဗျာ အဖြေမှတ်ထားပေးပါ B အမ္ဘပါဠိသမီးရဲ့အဖြေက B အမ္ဘပါဠိပြည့်တစားဟုတ်တယ်နော် ဒီမှာဗျာ အဖြေမှတ်ထားပြီးပြီလား final chance ပေးမယ်အဖြေပြောင်းအောင်မလား final chance မပြောင်းတော့ပါဘူးဗျာ မပြောင်းရတဲ့တတိကိုချီကျူးရင်လက်ကိုတီးပြီးတော့ကြဲကြဲလေးအားပေးတမီးစိတ်လေးကိုပေါ်ပေါ်လေးထားတမီးအဖြေမှားသွားရင်ဘုံဘုံစိတ်ဆိုးမလား မစိုးပါဘူးဗျာ အဖြေမှန်ရင်ဘုံဘုံခွဲပေးမလားမပေးနဲ့မယူနော်ဘုန်းကြီးတို့အဖြေမှန်တယ်အဖြေမှားတယ်စပြီးတော့ကြီးညာပါမယ်ဆရာမဒေါက်ခင်ခင်ဝင်းလှိုင်ကစုငွေချက်3သိန်းချင်းမိပါတယ်တာတို့ခေါ်ပေးပါမြတ်စွာဘုရားရှင်သည်ဝေသာလီပြည်ရှိစဉ်ကယဟန်တို့တတိရှိလျက်ဆင်ကျင်လျက်နေရ၏လို့ယဟန်ငယ်တို့ကိုကိလေသာစိတ်မျိုးသိပ်ထားနိုင်ဖို့အတွက်မှားကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသနည်းတဲ့ကိုကျော်တော်လင်းဦးမင်းနိုင်တစောတန်နာအေရှာရေင်းဘိုးမိသားစုကစုငွေ9သိန်းထပ်ပြီးတော့ချင်းမြင်ပါတယ်
မမဆောင်းကလည်းပဲစုငွေ3သိန်းချီးမြှင့်ပါတယ်ကိုကျော်စိုးလင်းအဖြေစစ်ပေးပါအားနာစရာမလိုပါဘူး ဒီမိကွန်းရဲ့အဖြေကိုသမီးလေးက B အမ်ဘာပါလီပြည်တစားလို့ဖြေဆိုထားပါတယ်ဒွါဒသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲရဲ့နောက်ဆုံးအဆင့်စုချင်းငွေချက်သိန်း120တန်မေကွန်ရဲ့သိန်း120တန်မေခွန်ရဲ့အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာဟုတ်ကဲ့ထပ်မံပြီးတော့ဝင်းနာစုရရှိတဲ့သမီးငယ်လေးအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကစုချီးမြှင့်ငွေ15သိန်းထပ်မံချီးမြှင့်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးတွေကဒီလောက်ပါပဲဗျဗီဒီယိုလေးကိုစာဆုံးလိုက်ပါကြည့်ရှုပြီးတဲ့တယောက်ချင်းနေအောင်လည်းကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတက်တင်မှာကျွန်တော်ပြန်တွေ့ကြမှာဗျ